ဖိတ်စာမှာ online ချစ်သူခင်သူများလို့ခေါင်းစဉ်တက်ပြီး online မှာဖိတ်ချပလိုက် ဟာဆရာအဲ့လောက်ကြီးကြောက်ရုံထဲမှာလူတွေအများများပြီးတော့ခုံနေလို့ရန်နေဖြစ်ကုန်ပါဗောဆရာရဲ့အာစီကျွန်တော်လေပရီမီယာရှိုးအတွက်ပါဝင်တဲ့အမှုပညာရှင်တွေတော့အကုန်ဖိတ်ထားပြပါပြီဗျာ ဟောအေးငါလည်းအဲ့ဒါပြောဖို့ပဲစဉ်းစားနေတာဟောအနုပညာရှင်တွေကြီးပဲဆိုတော့လူအများများနည်းနည်းလေးနဲနေမလားလို့ အဲ့ဆိုကျွန်တော် sporting အတားတွေပါဖိတ်လိုက်မယ်လေဆရာ ဒီဖိတ်တယ်ကွာအနေဟို sporting နေမဟုတ်ဘူးကွာ PG တွေ extra တွေပါဖိတ်ချလိုက် ဟုတ်ကဲ့ဆရာဟုတ် ။ဟာကြပါတယ်ကွာရောက်ကွာလူတွေပါခေါ်ဖိတ်လိုက်ကွာဘောတီးထုတ်ပလိုက်နော် ဟုတ်ကဲ့ဆရာ ။အနေဟုတ်ကွာ။အဲ့ဒီဖိတ်စာ online ဖိတ်စာမလား ဟုတ်တယ်လေဆရာ ။ဟောစိုးကြီးကကြိုးမပြောဘူး။နင်ကညာသားကွာ။ဒီမှာရဖိတ်စာမှာ online ချစ်သူခင်သူများလို့ခေါင်းစဉ်တက်ပြီး online မှာဖိတ်ချပလိုက် ဟာဆရာအဲ့လောက်ကြီးကြောက်ရုံထဲမှာလူတွေအများများပြီးတော့ခုံနေလို့ရန်နေဖြစ်ကုန်ပါဗောဆရာရဲ့ ။ဖြစ်ပါစေဖြစ်ပါစေ။ဘာလို့ကျင်တာအဲ့ဒါမှငါ့ဥစ္စာကအရန်ကောင်းလို့ဆိုပြီးတော့ယုံထဲကိုလူကမဆန့်ခေါင်းကမလောက်ရန်နေဖြစ်ကြအဲ့ဒါမှငါ့ကိုတက်ရှင်းရမှာလေကွာ။ဟမ် လုပ်လိုက်မယ်ဆရာဟုတ်အတန်းရှင်းရဖို့ကအရေးကြီးတယ်